ပြောနိုင်ရတာလဲ။ဘာကြောင့်ညှင်းဆိုခြင်းမပြုနိုင်ရလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ရှင်းပြရပါတယ်ရှင်။မိသားစုထဲမှာပဲဖြစ်ပါစေအပေါင်းအသင်းထဲမှာပဲဖြစ်ပါစေကိုယ့်ရဲ့ relationship တစ်ခုမှာပဲဖြစ်ပါစေတခြားသူရဲ့ကောင်းတဲ့ comment ကိုပဲလိုချင်တဲ့သူတွေเนาะအကောင်းပဲပြောချင်တဲ့အမုန်းမခံချင်ဘူးဆိုတဲ့သူတွေကငယ်ဘဝတုန်းကသူတို့ကိုပြိုးထောင်တဲ့ပုံစံကြောင့်မလို့သူတို့ကြီးပြင်းလာရတဲ့ဘဝပေါ်မှာမှုတည်ပြီးတော့ people pleaser ဘဝတွေကိုရောက်လာတာဖြစ်ပါတယ်။ people pleaser တွေကိုပြိုးထောင်ပေးခဲ့တဲ့ပြိုးထောင်သူတွေအုပ်ထိန်းသူတွေဆိုတာဂတိကိုဖျက်တတ်တဲ့သူတွေလည်းဖြစ်နိုင်တယ်။ဂတိဖျက်တယ်ဆိုတာဒီလိုပေါ့ကလေးတယောက်ကိုဒါရရင်ဘာပေးမယ်ဆိုပြီးတော့စုပေးတံပေးစနစ်နဲ့တော်တော်များအုပ်ချုပ်တဲ့မိတွေမှာတွေ့ရတယ်။အဲ့လိုအခါမျိုးတွေမှာဒီဆောင်မွေးပွဲမှာเนาะ A တွေအများကြီးရရင်ကျမတို့ကတော့အဆင့်ပေါ့เนาะအဆင့်1ရရင်1 to 5တွင်းဝင်ရင်ပေါ့ရုပ်ရှင်လိုက်ပြမယ်ဒါမှမဟုတ်ဒီရုပ်ကလေးဝယ်ပေးမယ်အဲ့လိုမျိုးဂတိပေးထားမယ်ကလေးကလည်းစူးစမ်းတယ်စူးစမ်းလိုက်လို့အဲ့ result ကိုရတယ်ဒါပေမဲ့အဲ့အချိန်ကျမှသူ့ကိုအစ်စ်ဝယ်ပေးထားတဲ့ရေဘူးတဘူးအကြောင်းမှပျောက်ခဲ့တယ်ဆိုပါစို့အဲ့ဒီအခါမှာခုနကပေးထားတဲ့ဂတိကိုအရင်တီးပြီးတော့မှဒီရေဘူးပျောက်တဲ့ကိစ္စကိုရှင်းရမှာပေါ့ဥပမာအားဖြင့်ဒါပေမဲ့တချို့မိဘတွေကြတော့အခုလိုမျိုးပေးလိုက်တဲ့ target ကိုကလေးကအောင်မြင်သွားသည့်တိုင်အောင်ထက်ရလာတဲ့အပြည့်အတွက်ကြောင့်မလို့အဲ့ target ကိုသူကစုပေးရမယ်စုကိုရုပ်သိမ်းလိုက်တယ်နော်အဲ့ခါကျတော့ကလေးကစူးစမ်းလို့မိဘတွေပြောတဲ့ target ကိုရောက်သွားတယ်အုတ်ထင်းသူတွေပြောတဲ့ target ကိုရောက်သွားပေမဲ့နောက်အပြစ်တစ်ခုလုံးပြီးရဲ့အတွက်ကြောင့်မလို့ရုပ်ရှင်ုံတော့ပို့ပေးမယ်ပြောထားတယ်ဒါပေမဲ့ရေဘူးတစ်ကြီးပြောက်လာတယ်ဒီတစ်ခါမသွားရသေးဘူးအဲ့လိုဂတိမတီးတတ်တဲ့မိဘတွေအတွက်ကြောင့်လည်းဒီကလေးတွေက people pleaser ဖြစ်လာနိုင်တယ်စိတ်အလိုမကျတတ်တဲ့အုတ်ထင်းသူတွေကြောင့်လည်း people pleaser တွေဖြစ်လာနိုင်တယ်ဘာလေးပဲလှုပ်လိုသေးသည်ပေါ့နော်တချို့အုတ်ထင်းသူတွေကကိုချစ်တာကိုသားသမီးကိုအပြည့်အဝမပြတတ်ဘူးလွယ်ပြောမယ်ဆိုရင်တော့ကန်းတက်သွားမှဆိုရဲဆိုတဲ့အတွေးအမြင်တွေရှိတယ်အဲ့ဒီအခါမှာကလေးတွေကိုထိန်းကွက်တဲ့အခါမှာအရန်ကြီးမချစ်ပြဘူးတအားချစ်လို့တရွှတ်နန်းတဲ့အခါလေးရှိမယ်စိတ်လုံးကြရင်တဘုံမုံဆော့ဘလို့တီးတာလေးရှိမယ်အဲ့လိုမျိုးကလေးတွေကြတော့လေ people pleaser တွေဖြစ်တတ်တယ်နောက် people pleaser ဖြစ်စီရဲ့နောက်တစ်ချက်ကတော့သူ့ရဲ့မနိုင်ဝန်ထမ်းခိုင်းတာပေါ့နော်ကလေးတယောက်ကသူစော့ချိန်မှာစော့ရမယ်ပြောချိန်မှာပြောရမယ်သူစိတ်ညစ်တဲ့အချိန်လေးရှိမယ်စိတ်ရှုပ်တဲ့အချိန်လေးရှိမယ်အဲ့ခါကျရင်နင်ပြုံးလေးနေအနေရင်နေစမ်းမှာသိရမလားအိမ်မှာလက်တိတ်တယ်အဲ့လိုမျိုးပေါ့နော်သူတို့ရဲ့ဒီ emotion ကိုသူ့အသက်နဲ့သူမသွားခိုင်းမဲနဲ့ထိန်းချုပ်ခိုင်းလွန်တာတွေနောက်မိသားစုထဲမှာရှိတဲ့တာဝန်တွေကိုသူနဲ့ထိုက်တဲ့တာဝန်တွေပဲပေးတာမဟုတ်ဘဲနဲ့ပိုတဲ့တာဝန်တွေပေးတာမျိုးဥပမာအားဖြင့်ကိုတာဝန်ကိုယူဆိုကိုဝတ်စားတွေကိုသိမ့်မယ်စာအုပ်ကလေးတွေသိမ့်မယ်အယုတ်ကလေးတွေပြန်သိမ့်မယ်เนาะကိုမွေးထားတဲ့ပက်ကလေးရှင်အစာလေးကိုကျွေးမယ်ဒီလိုမျိုးကိုတာဝန်ကိုယူခိုင်းတာနဲ့မကဘဲနဲ့မိဘရဲ့တာဝန်တွေဝင်ယူရတာမျိုးတွေပေါ့နော်အဲ့ဒါကတော့တချို့မိသားစုတွေမှာရှိတတ်ပါတယ်မိသားစုအင်အားများတာမျိုးတော့၎င်းတခြားသောအိမ်တွင်းရေးလိုအပ်ချက်ရှိတာတွေကြောင့်လည်းဒါမျိုးလေးတွေရှိတတ်တယ်ပေါ့အဲ့လိုကလေးမျိုးတွေကသူက limit ကိုမသိတော့ဘူးဒီဘေးနားလူတွေပျော်ရွှင်ဖို့ तू ဘလောက်ပေးဆက်ရမယ်ဆိုတာ तू ကမသိတော့နောက် तू ပေးဆက်လိုက်မှအချစ်ခံရတယ်ဆိုတဲ့အမြင်လေးရှိတယ် तू တာဝန်တွေကြည်လိုက်မှ तू အချစ်ခံရတယ်ဆိုတဲ့အမြင်လေးရှိသွားတယ်ဒါပေမဲ့တာဝန်ကြည်လိုက်မှဆိုတဲ့တာဝန်ကဘယ်လောက်မှဆိုတဲ့ limit ကရှိမနေဘူးအဲ့လိုခါမျိုးတွေမှာလည်း people pleaser ဖြစ်တတ်ပါတယ်ဒါကြောင့်မို့မိဘတွေအနေနဲ့သားသမီးတွေကိုပြုစုအုပ်ထိန်းတဲ့အခါမှာဂတိတည်ပေးဖို့လိုတယ်နောက်ပြီးရင်အပြစ်တင်ဖို့ထက်သူ့ရဲ့လှုပ်အားကိုပေါ့နော်ချီးကျူးပေးဖို့လိုတယ်သူ့ရဲ့စိတ်ခံစားချက်လေးတွေကိုအတိမတ်ပြုပေးပြီးတော့မနိုင်ဝန်နေမထမ်းပေးခိုင်းဖို့လည်းလိုပါတယ်